အားလုံးပဲမင်္ဂလာပါဒီဗန်တန်ဘလော့အနေနဲ့ကြိုဆိုပါရစေဒီနေ့ကျွန်တော်ကဒီပဲခူးချီမော်တော်တောင်ပေါ်မှာရှိတဲ့တီချယ်ဆွေရဲ့အဆွာရဲ့အင်္ဂလိပ်စာသင်တန်းကျောင်းမှာကျွမ်းယူလာတဲ့အတုပ်ဖက်လေးပေါ့နော်ဒါကျွမ်းမှာကြောက်တန်းရွာမှာပဲရှိတဲ့ပဲခူးတိုင်းဒေသကြီးကြောက်တန်းကျေးရွာမှာပဲရှိတဲ့အတုပ်ဖက်လေးပေါ့နော်တီချယ်ဆွေကလည်းစားခြင်းနဲ့ယူလာခဲ့ပြပါဆိုလို့ကျွန်တော်ယူလာခဲ့ပြရဲဆိုတော့ဒီအတုပ်ဖက်လေးကိုနေ့တုပ်ပြီးတော့စပြတ်မှာဖြစ်ပါတယ်ဆိုတော့တုပ်မတုပ်ခင်မှာကဲဒီအတုပ်ဖက်လေးကိုဗာနဲ့တုပ်မလဲဆိုတော့ပထမဆုံးစီချက်လေးစတော့အဖြူနဲ့အနေနဲ့ကိုမွေးလေးမွေးနေရမယ်စီတက်ထားတဲ့စီချက်လေးရယ်ဒါလေးနှစ်ခုကဒါမကြီးရေပေါ့နော်မကြီးရေဒါအပြေဒါကအကျဲကိုကြိုက်တာနဲ့ထည့်တော့ဒါကတော့ဥတလုံးဟင်းကြိုလေးကိုပဲချဆန်လေးနဲ့ရမ်းမွေးတောက်ချင်နေဒါကတော့ကျမုတ်ဒီမှာတော့ပဲမှုတ်ရဲဒါအာဂျီနိုမိုတိုပေါ့နော်ရတာလေးကောင်းအောင်အာဂျီနိုမိုတိုလေးထည့်တော့မယ်ဆိုတော့ဒါငပြရေကိုမှကျွန်တော်ပြန်ပြီးတော့ကြိုထားတာကြိုမှပို့ပြီးတော့မွေးလဲမွေးရဲစားလို့လည်းကောင်းတယ်ဆိုတော့စပြီးတုပ်မယ်မတုပ်ခင်မှာလက်လေးစမယ်လက်လေးစပြီးမှတုပ်ပါမယ်ဟာကျန်တဲ့ရေးကြည့်ပါရနော်ဆိုတော့စပြီးတုပ်ပါမယ်ကဲစပြီးတုပ်မယ်ကဲပွဲပြင်လေးပေါ့တပွဲစားပွဲပြင်လေးစီချက်လေးထည့်မယ်မွေးဝအောင်လို့ဆိုပြီးတော့မှလိုမထည့်မယ်နော်ကျွန်တော်ကတော့အကျဲလေးကိုပို့သုံးမယ်အကြီးကိုကျွန်တော်အကျဲကိုသုံးမယ်အကျဲလေးကြောင့်နေရဖက်အဆင်ပြေအောင်လို့လေပြီးတော့ပဲမုတ်လေးနည်းနည်းထည့်မယ်ပဲမုတ်ကများလေးကြိုက်လို့မလို့များပဲဒီမှာကျွန်တော်ပဲမုတ်သိကြိုက်ပဲမုတ်ထည့်မယ်ပြီးတော့အကျမုတ်ထည့်မယ်ဆုံးကတော့တစ်ချောင်းပဲသုံးအကျမုတ်ကြိုက်တယ်လို့ဆိုတော့အကျမုတ်များထည့်မယ်နော်အမလေးလည်းအကျမုတ်အရန်စားရဆိုတော့လေโอเคဆိုတော့ငပြားလေးဆမ်းမယ်ငပြားရဲ့ဘာနဲ့ဆမ်းဒီစွန်းနဲ့ပဲဆမ်းလိုက်ဟုတ်ရတယ်ပြီးတော့အာဂျီနိုမိုတိုထည့်မယ်ရတာမကောင်းပါဆိုတော့အာဂျီနိုမိုတိုလေးနည်းနည်းထည့်ပြီးတော့ဒါဂေါ်ဘီများလေးနဲ့တုပ်ကိုရန်နီးတာပါအတော့ရောင်းစားလို့ရနေပြီဂေါ်ဘီမကြည့်ပြီးထားတယ်တော့ရောင်းစားတော့အားလည်းကဲဒါလည်းနည်းနည်းပဲထည့်မယ်ပြီးအကြောတက်ပြီးအိပ်ပျော်သွားမှာဆိုတော့ကလေးတွေစားတဲ့အောင်ပါဆိုခေစပြီးတော့တုပ်ကြည့်မယ်စတုံးမယ်နောက်စီချက်လေးနည်းနည်းလောက်စီချက်လေးနည်းနည်းလောက်ဆမ်းပါနည်းနည်းလေးပဲစီများမှာဆိုလို့နည်းနည်းပဲထည့်ရမင်းကတေးအောင်စားခြင်းနေပြီရနည်းလေးရမွေးနော်ခမရတီးတီးညှစ်ထည့်နိုင်ကိုမွေးပါရင်းဆုံးမြည်ကြည့်လိုက်မယ်ရင်တစ်ခေါက်ရွာတော့ဟိုလာတော့ကလေစားတဲ့တုပ်လေးနော်တော်တော်ကောင်းတယ်အရန်ကောင်းတယ်အရန်ကောင်းလို့မှားလိုက်တာလေစားခြင်းနဲ့ဒါအဆွာရဲ့ဒီချေပဲဖြစ်ပါတယ်အင်္ဂလိပ်စာသင်တန်းကျောင်းပါဆိုတော့နည်းနည်းညှိကြအောင်ညှိကြည့်ပါညှိကြည့်ရညှိကြည့်နည်းနည်းပဲကောင်းတယ်တော့ကောင်းတယ်အမကောတိပါဘယ်လောက်ကွက်တိပါဘယ်လောက်တော့အိမ်မှာတုံနေတယ်ကောင်းတယ်ရောကွက်တိမယ်ဓမ္မတော့စားနေကြမှန်ကောင်းလားပဲမုံနေထည့်မယ်ဘာလို့ဆိုပဲမုံကြိုက်တယ်နော်ပဲမုံလေးကြိုက်လို့ပဲမုံနေထည့်ကောင်းလိုက်တာပဲမုံကြိုက်တာလည်းဆွဲလေးနဲ့ညှိကြည့်မယ်နည်းနည်းဟောကိုမလေးထည့်ပြီးလို့မရရန်ကောင်းတယ်မကြည့်အောင်ငါ့ကိုမသိဘူးတော့တယ်လေဒီမှာဘာမှမရှိတော့ဘူးရစားကြည့်တယ်ရစားကြည့်တယ်နောက်ဆုံးတော့တုတ်တဲ့လူကဒါပဲစမ်းပါတယ်ငါးကြနေလေဖက်တော့ညှိကြည့်မယ်အမေခမရလေးမထက်လဲတော့ပါအဲ့တော့ထိမိနေရောဒီလောက်ဟင်းကြိုလေးတောက်ကြည့်မယ်ဟင်းကြိုလေးတောက်ကြည့်နောက်တိရဆက်ဆက်လေးနဲ့အရင်ကောင်းတယ်အများကြီးစားလို့ရတယ်ဆိုတော့ဒီမုတ်ဖက်လေးအကြောင်းနည်းနည်းလေးရှင်းပြပေးမယ်မုတ်ဖက်ကစံနဲ့လောက်ထားတဲ့မုတ်ဖက်ဖြစ်ပါတယ်ကြောက်တန်းရမှာပဲရှိတယ်ဆိုတော့ဒီမုတ်ဖက်လေးကစားတယ်လည်းအီလေးနဲ့အရန်စားကောင်းတယ်ဒါဟိုအရန်ညစားလေးတွေလည်းဘာမှမဖြစ်ဘူး
ဆန်နဲ့ဆိုတော့လေပုံမှန်ထမင်းလိုပဲပေါ့နော်စားရအရန်ကောင်းတဲ့အဆင်ပြေနော် မဟုတ်ဘယ်လိုလုပ်ထားလဲ မဟုတ်ဖက်လောက်ထားတာကြတော့မဟုတ်က မရအောင်နော် ဘူးမှမရဘူးမဟုတ်ဖက်ကကျွန်တော်ရင်းနှီးဝင်းနဲ့ပေါင်းတာမဟုတ်ဖက်ကိုစိတ်ပြီးတော့အရေးစဲလေးလုပ်ပြီးတော့မှရင်းနှီးဝင်းနဲ့ပြန်ပေါင်းတယ်ရင်းနှီးနဲ့ပြန်ပေါင်းပြီးကက်ကြီးလေးနဲ့လူလူလေးညှက်လိုက်တာဆရာလေးဖြစ်သွားနော်စားကောင်း ဖက်ကောင်းတယ် ဆိုတော့ဖတ်နေရပဲ ဆိုတော့အရင်တစ်ခေါက်ကရွာဟောလာလေလေရွာဟောလာလေတုန်းကစားခဲ့ရတဲ့အတွေ့အကြုံလေးပြောပြပါဦးနည်းနည်း ရွာလာလေတော့စားတော့အရန်ကောင်းတာလေမိတော်မေအန်တီကလည်းအရန်တုတ်တဲ့အန်တီကလည်းအရန်တော့စေတနာလည်းပါတယ်မဟုတ်ဘုတ်ကိုတစ်ခါလဲစားပြီးကြိုက်သွားတာအဲ့နဲ့ဒီတစ်ခေါက်လည်းထပ်စားခြင်းလို့ဆိုပြီးထပ်မှာလိုက် တစ်ခါမှမစားဘူးတောက်တန်းရွာကိုပထမဆုံးရောက်ပြီးတော့ပထမဆုံးစားရတဲ့လက်ရဘာနဲ့မှမပြေတာအဲ့ဒါကြောင့်အရင်ကြိုက်လို့ဒီနေ့ထပ်ပြီးတော့တုတ်ခိုင်း ဒီမုတ်တော့စားဖို့မှမဟုတ်ဘူးเนาะဒီမုတ်ကဘာမှမရှိဘူးလေเนาะဘိုးမှတော့မရှိဘူး ဘိုးမှမရ အရန်ကောင်း ဘူး တာအီသေးနဲ့စားရတဲ့အရာတွေတော်တော်ကောင်းတယ်သူ့မှာအဲ့ထည့်ပြီးဂေါ်ဘီလေးနဲ့ထည့်စားဂေါ်ဘီကြိုက်တဲ့သူကဂေါ်ဘီထည့်ဂေါ်ဘီမထည့်ပဲနဲ့ဒီတိုင်းမုတ်ဖက်တည်တဲ့သူစားတယ်ကောင်းတယ် ရကောင်းစိတ်စိတ်လေးနဲ့ကောင်းတာ ဟုတ်ပါတယ်ဆိုတော့ဒီမုတ်ဖက်ကအမှားမရတဲ့အတွက်ဟိုစားခြင်းနဲ့ဆိုရင်တော့ပို့ပေးမယ်နော်ဒါပေမဲ့မုတ်ဖက်ကတော့မုတ်ဖက်တောက်တန်းရဲ့ signature မုတ်ဖြစ်တယ်ဆိုတော့ဟိုပို့ပေးလို့ရှိရင်မုတ်ကကြတော့ဒါသူတစ်နေ့တော့ပဲခံတာဟုတ်ဆိုပို့ပေးဖို့ကအဆင်မပြေဘူးစားခြင်းနဲ့ဆိုရင်ဘကိုးလာခဲ့လားဒီဗန်တန်ဘောကတက်စထိုက်ကနေပြီးတော့မှလူကြီးမှဖြစ်ပါတယ်ဒါနဲ့ကောင်းမကောင်းဒီကောင်းလေးပါထည့်တော့ချင်းကန်စတဲ့ဘောလေးနော် ကောင်းရောပဲကွတ်တီပဲဒါနဲ့ပို့လိုက် ကြောက်တန်းရွာကိုရောက်သွားတဲ့မှုဖြစ်သွား ရသွားကြတော့ ငါတော့ခဲ့တော့စားခဲ့ရတဲ့မူအားလို့ကျွေး မဟုတ်လားဘူးဒီလေးတွေကနူးနေနော်ကောင်းတယ်ဟုတ်နော် မှန်ကတော့စားအောင်လည်းမရောနေပါနဲ့တုတ်တာ ကွတ်တီပဲဟဲ့ရောကွတ်တီလိုက်တာကိုပါထပ်တော့လာမကြည့်တော့ ဆက်တော့စား စားမှုရောလားတိမိခေ တော့ကောင်းတာ လောင်းကြလေ ဒီကကြောက်တန်းရောက်သွားတဲ့ခံစားချက် ဟုတ်တယ် ဒီလိုလေးနဲ့ပို့တော့လိုက်သေးတယ်နော် အဲ့ဒီတောက်လို့ကောင်းလို့မရတော့ဟုတ်စင် ဟိုကထပ်တော့ပြောနော် ကောင်းထပ်တော့ပြင်မယ်ဟောကပြောမိသွားလို့ဒီအဆွာနဲ့တင်တန်းကြောင်းထားတော့2013ထဲကစပြီးတော့မှအင်္ဂလိပ်စာကိုသင်ကြားပေးခဲ့တာဖြစ်ပါတယ်ဆိုတော့အခု2025ရှိပြီဆိုတော့သင်ကြားတဲ့အတွေ့အကြုံ12နှစ်ဝန်ကျင်ဖြစ်ပါတယ်ဆိုတော့ဒီချေကလည်းရင်တော့ tour guide ပေါ့နော် tour guide တယောက်ဖြစ်တယ်အင်္ဂလိပ်စာလည်းမစာရမ်းပြီးသားဆိုတော့သင်ကြားတဲ့အတွေ့အကြုံကလည်း12နှစ်ဝန်ကျင်ဆိုတော့ဒီသင်တန်းကျောင်းကနေပြီးတော့ကျောင်းသားပေါင်း1000ချီတောင်းချီမွေးထုတ်ပေးပြီးသားလည်းဖြစ်တယ်အင်္ဂလိပ်စာဆရာဆရာမတွေပြန်ပြီးတော့လည်းမွေးထုတ်ထားပေးပြီးသွားပြီဆရာဆရာမတွေလည်းအများကြီးထွက်ရှိစားပြီဆိုတော့ဒါသင်တန်းကျောင်းအရန်ကောင်းတယ်လို့မပြောတော့ဘူးမညွှန်းတော့ဘူးเนาะလောက်ဆိုရင်တော့ဒါသိနေပြီပေါ့เนาะဆိုတော့ဒီသင်တန်းကျောင်းမှာလောဆယ်နွေရာသီသင်တန်းတွေလည်းရှိတယ် speaking class တွေလည်းရှိတယ်ဆိုတော့ဒီအင်္ဂလိပ်စာကိုလောဆယ်မှာကျတော့ international language ရေးအရင်ကြည့်တယ်သင်ရမယ်မြင့်မနေသင်ရမယ်ဘာသာစကားဖြစ်တဲ့အတွက်အင်္ဂလိပ်စာကိုကိုယ်ကတက်မြောက်ခြင်းနဲ့သင်ကြားခြင်းနဲ့တက်ကျွမ်းခြင်းနဲ့ဆိုလို့ရှိရင်တော့တချို့စီရဲ့ SYN အင်္ဂလိပ်စာသင်တန်းကျောင်းတော့ရှင်မော်တော်ဖျားတောင်မမို့ဒါမိတက်နာပေါ့နော်မိတက်နာမှာကျောင်းနေရာတရှိပါတယ် Facebook page လည်းရှိပါတယ် SYL English Language Center ဖြစ်ပါတယ်ဆိုတော့ Facebook ကနေတစ်ချက်ရှာကြည့်ပြီးတော့မှသင်တန်းကျောင်းတစ်ချက်ဝင်ရောက်ဆောင်စမ်းနိုင်ပါတယ် like follow လည်းလုပ်ပေးဦးနော်ကျွန်တော်ရဲ့ event page ရဲ့တစ်ချက်ရဲ့ SYL page ကို like follow လေးလုပ်ပြီးတော့မှကဲစိတ်ပါဝင်စားလို့ share ခြင်းလည်း share လို့ရပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ vlog ကနေပြီးတော့ဒီတော့ပါပဲအခုလိုမျိုးစားကနေအဆုံးထိကြည့်ရှုအားပေးရဲ့အချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့နောက် vlog မှာပြန်လည်ဆုံတွေ့ကြပါမယ်နော် bye bye